ကြုံမှုကြတာတနေ့ကုန်စားရီကျူးကျူးသားသားကျက်လိုက်ပြီးခုပါကိုစားရီအများကြီးရသွားပြီလို့ထင်လိုက်တယ်ဒါပေမဲ့နောက်တစ်နေ့ပြန်စဉ်းစားကြည့်တဲ့အခါမှာခေါင်းထဲမှာဘာမှပုံမလာတော့ဘူးတလုံးမကိုစဉ်းစားလို့မရတော့ဘူးအဲ့ဒီလိုခဏခဏမေ့နေတာကိုကမှတ်ညံမကောင်းလို့ပဲလို့ထင်နေပြီးစိတ်ဆက်ကြနေကြမှာပေါ့ဒါပေမဲ့မှတ်ညံမကောင်းလို့လုံးဝမဟုတ်ပါဘူးခင်ဗျားမေ့အောင်ဘယ်လိုကြက်ရမလဲဆိုတဲ့နီလန်းတွေကိုမသိသေးလို့ပါအဲ့ဒါကြောင့်မလို့ခဏခဏမမေ့တော့အောင်စာဘယ်လိုကြက်ရမလဲဆိုတဲ့နီးတွေကိုဒီဗီဒီယိုထဲမှာပြပြပေးမယ်ဆိုတော့စလိုက်ကြရအောင်စာရီမမေ့အောင်ဘယ်လိုကြက်ရမလဲဆိုတဲ့နီးလန်းတွေကိုမပြောပြခင်မှာဘာကြောင့်မို့လို့ဒီလိုခဏခဏမေ့နေရတာလဲဆိုတဲ့အကြောင်းရင်းတွေကိုပထမဆုံးနားလည်ထားဖို့လိုတယ်အဲ့ဒါကြောင့်မို့ဒီအကြောင်းကိုရင်ဆုံးရှင်းပြပေးမယ်ကျွန်တော်ရဲ့အုံနောက်တွေကတနေ့တနေ့အကြောင်းအရာအချက်လက်တွေအများကြီးကိုလက်ခံရရှိပါတယ်စာကြက်တဲ့အချိန်တွေပါဝင်ပေါ့ဒါပေမဲ့ရထားတဲ့အကြောင်းအရာတွေအားလုံးကိုမှတ်မိနေဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးပြန်ပြီးမေးပြဖို့လည်းလိုလားပါတယ်မဟုတ်ရင်လည်းခေါင်းထဲမှာမလိုအပ်တာတွေပါအပြည့်ဖြစ်နေမှာပေါ့အဲ့ဒါကြောင့်မလို့အုံနောက်ကသူအသုံးမလိုဘူးလို့ထင်တဲ့အရာတွေကိုပြန်ပြီးတော့မေးပြလိုက်ပါတယ်ဘယ်လောက်ထိအောင်လဲဆိုရင်24နာရီအတွင်းမှာချက်ထားတဲ့စာတွေရဲ့50%ကနေ80%လောက်အထိကိုမေးပြလိုက်ပြီးပါပြီတဝက်ကျော်လောက်အထိပါဒါတွေက9ရက်လောက်ဆိုရင်တော့ချက်ထားသမျှစာရဲ့100%လောက်နီးနီးကိုအားလုံးမေးပြလိုက်ပြီးတော့မှတ်ဉာဏ်တွေကထုတ်ပြလိုက်ပါပြီဒါကြောင့်မို့တစ်ဆက်တည်းကျွန်တော်တို့မှတ်ဉာဏ်တွေအကြောင်းကိုပါသိထားဖို့လိုလာပါတယ်တာမန်အားဖြင့်မှတ်ဉာဏ်ကို2မျိုးခွဲလို့ရပါတယ်ပထမတစ်မျိုး short term memory မြန်မာလိုဆိုရင်တော့ရေတိုမှတ်ဉာဏ်ပေါ့လွတ်လပ်စာအလုပ်တွေနဲ့တက်ဆိုင်တာတွေကိုမှတ်ထားပြီးတော့ကွန်ပျူတာမှာဆိုရင်တော့ RAM လိုမျိုးသဘောမျိုးပါပဲနောက်တစ်မျိုး long term memory မြန်မာလိုဆိုရင်တော့ရေရှည်မှတ်ဉာဏ်သူကအမြဲတမ်းမှတ်မိနေပြီးတော့ hard disk လိုမျိုး data တွေကိုတေချာသိမ်းထားပေးမဲ့ memory တွေပေါ့ဒါပေမဲ့ကျွန်တော်တို့ချက်လိုက်တဲ့စာတွေက long term memory ထဲမှာသွားပြီးတော့မသိမ်းသေးပါဘူး short term memory ထဲမှာပဲရှိနေပါသေးတယ်အဲ့ဒါကြောင့်မို့လို့ချက်ထားသမျှစာတွေကို long term memory ထဲမှာသိမ်းနိုင်အောင်လို့စူးစမ်းဖို့လိုလာပါပြီဒီတော့ဘယ်လိုလုပ်ကြမလဲlong term memory ကိုဖြစ်စေတဲ့အခြေအနေတွေအမျိုးမျိုးရှိပါတယ်အဓိကအားဖြင့်အခုလိုမျိုး long term memory တွေကိုဖြစ်အောင်ပြောင်းလဲပြီးတဲ့အုံနောက်ရဲ့အစိတ်ပိုင်းတစ်ခုရှိပါတယ်ဒါကိုတော့ hippocampus လို့ခေါ်တယ်ဒါပေမဲ့ဒီအကြောင်းအရာကိုတော့အသေးစိတ်ရှင်းမပြတော့ပါဘူးဒီအကြောင်းတွေကိုထပ်သိကျင်သေးရဆိုရင်တော့အောက်က comment မှာရေးထားခဲ့ပေးပါဗီဒီယိုအသစ်တစ်ခုထပ်လုပ်ပေးပါမယ်ခဏမင်းနေရာတွေကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုတာကိုဆက်ပြီးတော့ရှင်းပြပါမယ်ကျွန်တော်ပထမပိုင်းမှာပြခဲ့တဲ့ပုံကို forgetting curve လို့ခေါ်ပါတယ်အဓိကအားဖြင့်ဒီလိုမေးရခြင်းအကြောင်းရင်းကအုံနောက်ကဒီຢာတွေကအရေးမကြီးဘူးလို့ထင်ပြီးတော့ဖြတ်ပစ်လိုက်လို့ပါပဲဒါကြောင့်မို့လို့အုံနောက်ကိုဘယ်ຢာတွေကတော့အရေးကြီးတယ်မကြီးဘူးဆိုတာကိုသတိပေးရပါမယ်အုံနောက်ကိုသတိပေးရမယ်ဆိုတာတခြားအထူးဆန်းကြီးတော့လည်းမဟုတ်ပါဘူးစာပြန်နှွေးဖို့ပါဒါပေမဲ့စာပြန်နှွေးဖို့ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုအခြေမျိုးတွေမှာမှန်ကန်ပြန်နှွေးရမလဲဆိုတာကိုသိထားဖို့လိုလာပါတယ်ဒါကြောင့်မို့လို့ပထမဆုံးဘယ်လိုအချိန်မှာပြန်နှွေးရမလဲဆိုတဲ့အကြောင်းကိုအရင်ဆုံးပြောကြရအောင်ဘယ်လိုအချိန်မှာစာပြန်နှွေးဖို့လိုမလဲဆိုတာအတွက်နည်းလမ်းကောင်းတစ်ခုကိုပြောပြပါမယ် speed repetition လို့ခေါ်ပါတယ်ဟုတ်ပြီဒါပေမဲ့အဲ့ဒီ speed repetition ဆိုတာကတော့ဘာကြီးလဲဆက်ပြီးရှင်းပြပါမယ်ကျွန်တော်တို့လေ့လာခဲ့တဲ့စာတွေကိုမေဂန်နီချိန်လောက်လေးမှာပြန်နှွေးပေးရမှာဖြစ်ပါတယ်နေတိုင်းပြန်နှွေးနေဖို့မလိုပါဘူးဆက်တာချင်းလေးလကစားစာတွေကကျွန်တော်တို့အတွက်ပို့ပြီးတော့မေ့လွယ်ပါတယ်ဒါကြောင့်မို့လို့အချိန်ရအတွက်ပို့ပြီးတော့စိတ်ကလေးနှွေးပေးဖို့လိုလာပါတယ်ဥပမာတစ်ရက်တစ်ခါလောက်ပေါ့ဒါပေမဲ့အချိန်ကြာလာတဲ့အမျှကိုကပို့ပြီးတော့မှတ်မိလာမှာဖြစ်တဲ့အတွက်နေတိုင်းကြီးပြန်ကြည့်နေဖို့မလိုတော့ပဲနဲ့3ရက်ခြားတစ်ခါဖြစ်ဖြစ်တစ်ပတ်တစ်ခါဖြစ်ဖြစ်အဆင်ပြေလို့ပြန်ကြည့်ဖို့ပါပဲအရေးကြီးဆုံးကတော့မေ့သွားသလိုခံစားရတာနဲ့ပြန်ကြည့်ပါဒီနေရာမှာပြောချင်တာကပုံသေးကြီးဘယ်နှစ်ရက်နေရင်ပြန်နှွေးရမယ်ဆိုတာမျိုးမရှိပါဘူးကိုယ့်အတွက်ခက်ရင်ခက်တယ်လို့အရေးကြီးရင်ကြီးတယ်လို့တရားလေးပြန်လုပ်ပေးပါဟုတ်ပြီဖေးရှင်တွေစာပြန်နှွေးရမယ်ဆိုတာကိုတော့သိပြီဒါပေမဲ့အခုလိုစာပြန်နှွေးနေတာကလည်းဒီမှန်လမ်းမှန်ဖြစ်နေဖို့လိုပါသေးတယ်ကျောင်းသားများစုကစာပြန်နှွေးတဲ့အခါမှာမလုပ်ကြလဲဆိုရင်ကိုကြက်ထားပြီးသားစာအုပ်ကြီးကိုပြန်ကိုင်ပြီးတော့အဲ့ဒီထဲကအကြောင်းအရာတွေကိုဒီတိုင်းကြီးပြန်ဖတ်နေလိုက်ကြတာပါပဲဒီလိုလုပ်တာကို passive recall လုပ်တာလို့ခေါ်ပါတယ်ဒီနည်းကမှားလားဆိုရင်တော့လည်းမဟုတ်ပါဘူးဘာစာမှမလုပ်တာထက်စာရင်တော့တော်သေးတာပေါ့ဒါပေမဲ့ဒီထက်ပိုကောင်းတဲ့စာပြန်နှွေးနည်းရှိပါတယ်အဲ့ဒါကတော့ active recall လုပ်တာပါကိုကြက်ထားတဲ့စာတွေကိုသုံးပြီးတော့မေးခွန်းတွေလေ့ကျင့်တာမျိုး vocabulary တွေ grammar pattern တွေကိုအကြက်ပြန်ဖွဲ့ကြည့်တာမျိုးတွေပေါ့အဓိကကတော့ပြန်အသုံးချနေဖို့ပါပဲကျွန်တော်တို့အခုလိုလုပ်နေတာတွေအားလုံးကအရှိမပြောခဲ့သလိုအုံနောက်ကိုဒီຢာတွေကတော့အရေးကြီးတယ်မမေ့နဲ့ဆိုပြီးတော့သတိပေးနေဖို့ပါ
ဒီလိုလုပ်တဲ့အခါအုံနောက်ကပြန်ဆင်းထားဖို့အားစိုက်ထုတ်ဖို့လိုလာပါတယ်။အဲဒါကြောင့်မို့လို့အခုလိုလေ့ကျင့်ခန်းတွေပြန်လုပ်တာပိုပြီးထိရောက်တဲ့နည်းလမ်းဖြစ်နေတာပါ။ကောင်းပြီဒါဆိုကျွန်တော်တို့ဒီဗီဒီယိုထဲမှာပြောခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့ recap လုပ်ပေးပါမယ်။ပထမဆုံး forgetting curve အကြောင်းနဲ့ memory နှမျိုးအကြောင်းကိုကျွန်တော်တို့သိခဲ့ရပါတယ်။နောက်ထပ်ဒုတိယအပိုင်းမှာ speed repetition ကိုသုံးပြီးတော့မေ့နေတဲ့စာတွေကိုဘယ်လိုပြန်နှွေးဖို့လိုလဲဆိုတဲ့ recall လုပ်နည်းတွေကိုပြပြပေးခဲ့ပါတယ်။ဒါပေမဲ့ဒီထဲမှာကျွန်တော်ပြောဖို့ခြံခဲ့တဲ့အကြောင်းအရာတွေအများကြီးရှိနေပါသေးတယ်။ long term memory ဘယ်လိုဖြစ်နာလဲဆိုတာတွေထိရောက်တဲ့စာချက်နည်း technique တွေနဲ့ဘယ်လို tools တွေ application တွေကိုသုံးရမလဲဆိုတာတွေမျိုးတွေပေါ့။ဒါကြောင့်မို့လို့နောက်ထပ်ဗီဒီယိုတွေမှာဒီအကြောင်းတွေကိုထပ်ပြီးတော့လုပ်ပေးဖို့ရှိပါတယ်။ဘယ်လိုဗီဒီယိုမျိုးတွေကိုအရင်ဆုံးကြည့်ကျင်လဲဆိုတာကိုအောက်က comment မှာရေးထားခဲ့ပြီးတော့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါဦး